မင်္ဂလာပါရှင်ရမညာအေစီဂျူနိုင်ငံရေးသုတေသနဌာနနဲ့လွတ်လပ်သောမွန်တရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မွန်ညညွတ်ရေးပါတီရဲ့ရွေးကောက်ပွဲဆိုင်ရာမူဝါဒနဲ့သဘောထားကွဲလွဲမှုတွေဆိုတဲ့ခေါင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါမြန်မာအာဏာသိမ်းစစ်အုပ်စုတို့ရဲ့2025ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာမွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့မွန်ညညွတ်ရေးပါတီကလည်းပါဝင်ရှင်ပြိုင်သွားဖို့ရှိနေပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကမွန်ညညွတ်ရေးပါတီရဲ့ရွေးကောက်ပွဲမူဝါဒသဘောထားတွေကိုအာဏာသိမ်းစစ်အုပ်စုတို့ထိန်းချုပ်ထားတဲ့မြန်မာရုံးမြင့်တန်းကြားကနေထုတ်ပြန်ထားပြီးပါတီရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာလည်းပြန်လည်ဖော်ပြထားတာကိုတွေ့ရပါတယ်။အခုနှစ်နိုဝင်ဘာလ20ရက်နေ့ကထုတ်ပြန်ခဲ့တဲ့မွန်ညညွတ်ရေးပါတီရဲ့ရွေးကောက်ပွဲမူဝါဒသဘောထားတွေကိုမွန်ပမာနှစ်ဘာသာနဲ့ပါတီဗဟိုလုံမှုဆောင်ကော်မတီဝင်2ဦးတို့ကဖတ်ကြားတင်ပြထားတာပါ14မိနစ်46စက္ကန့်ကျော်ကြာမြင့်တဲ့မူဝါဒတင်ပြချက်မှာမွန်ဘာသာတင်ပြချက်ကပိုပြီးပြည့်စုံနေတာကိုတွေ့ရပါတယ်မွန်ညညွတ်ရေးပါတီဟာမွန်ပြည်နယ်တစ်ခုတည်းကိုပဲဥတီချက်ထားပြီးပြည်နယ်မဲဆန္ဒနယ်အသီးသီးမှာပါတီကိုယ်စားလှယ်လောင်း38ဦးနဲ့ပါဝင်ရွေးကောက်ခံသွားမှာဖြစ်ပါတယ်။မွန်ညညွတ်ရေးပါတီဟာဥပဒေပေါအတွင်းလှုပ်ရှားတဲ့မွန်နိုင်ငံရေးအဖွဲ့အစည်းတရက်အနေနဲ့ရပ်တည်ပြီးပါတီရဲ့ရွေးချယ်ထားတဲ့လမ်းစဉ်ဖြစ်တာနဲ့အညီလက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကိုလည်းပြောင်းလဲမှုပေါ်ပေါက်လာစေဖို့2025ရွေးကောက်ပွဲကိုခေါင်းမရှောင်ပဲပါဝင်ရှင်ပြိုင်ခြင်းဖြစ်တယ်လို့တင်ပြထားပါတယ်။မွန်ပြည်သူတို့ရဲ့လိုအင်ဆန္ဒကိုရွေးကောက်ပွဲနဲ့ဖြစ်စီပေးနိုင်တာမရှိပေမဲ့ပါတီရဲ့မျှော်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုပေါ်ပေါက်လာနိုင်ရေးအခွင့်အလမ်းနဲ့နည်းလမ်းဖြစ်တဲ့အကြောင်းမွန်ညွတ်ရေးပါတီကယူဆထားတာပါရွေးကောက်ပွဲအပေါ်ပြည်သူလူထုတို့ရဲ့အမြင်ဟာဘယ်လိုပဲရှိနေပါစေလာမယ့်လွှတ်တော်သက်တမ်းမှာမွန်လူမျိုးတို့ရဲ့အကျိုးကိုဆောင်ရွက်သွားနိုင်မဲ့မွန်နိုင်ငံရဲ့အဖွဲ့အစည်းတရက်ရှိတင်တာကိုပြည်တွင်းရှိမွန်လူထုအားလုံးလက်ခံမယ်လို့ယုံကြည်တဲ့အကြောင်းရွေးကောက်ပွဲဝင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းမိလဝီဟန်ကပါတီကိုစားပြောဆိုတင်ပြထားပါတယ်။နို့ဒီမိုကရေစီပုတ်ကြီးညင်ကခိုင်ပေါ်နာကုမ်ကောက်เก็บตักตอนกมินได้ไม่ได้ปอยก็ดิโมคราซีกุมก็นุฟเตรมันก็บลเบลดหใจนูตักตอนกมินได้มันก็ตอนนี้ပြောရရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မဲ့မွန်ညညွတ်ရေးပါတီရဲ့မူဝါဒလည်းဖြစ်ပါတယ်ဒါကြောင့်မွန်ညညွတ်ရေးပါတီဟာဖက်ဒရယ်ပြည်ထောင်စုစီတို့ချီတက်ဆိုတဲ့ကြွေးကြော်တန်ဟာလည်းမရေရတဲ့မူဝါဒကိုသာချမှတ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပြင်ပါတီရဲ့မူဝါဒအနှစ်ချုပ်ပညာရေးတင်ပြချက်မှာတော့တိုင်းသားများ၏မိခင်ဘာသာစကားအခြေပြုတင်ကြားရေးကိုအကောင့်ထဲဖော်သွားရန်ကိုမွန်ဘာသာမှာပဲပါရှိပြီးဗမာဘာသာမှာတော့အထက်တွင်ပြောဆိုထားတာမရှိပါဘူး။အခုအခါမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရွေးကောက်ပွဲဆက်လက်ကျင်းပမယ့်အပေါ်မွန်နိုင်ငံရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့မွန်ပြည်သစ်ပါတီAD နဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ရဲ့ပြောဆိုချက်တွေကိုလည်းတစ်ချက်နားထောင်ကြည့်ကြရအောင်ပါမွန်လူတို့ရဲ့ဘာသာတော့ကျွန်တော်တို့လည်းသိဝတ်တာသူရဲ့ကိုယ်ပိုင်နိုင်ငံရေးနိုင်ငံသားပြည်တဲ့အနေနဲ့တော့သူတို့ဆက်လုပ်ကြမယ်ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲပေါ်မှာတော့အမှစောရကတက်ကြပြောကြမရှိဘူးကျွန်တော်တို့ဒေသမှာလည်းသူတို့မဲရုံထောက်တာတို့ဘာလို့ခုတည်းကတော့ဘာမှရိပ်ရောက်မပြောက်ဘူးပေါ့နော်ကျွန်တော်တို့ကလည်းဒီဘာမှပြချမပေးဘူးသွားခြင်းနဲ့သူသွားနေခြင်းနဲ့သူနေအဲ့လိုတော့ဘောလွတ်လွတ်လပ်လပ်ကိုလွတ်လွတ်လပ်လပ်ဆုံးဖြတ်ကြပေါ့ကျွန်တော်တို့အနေနဲ့ဘာမှဝင်ရောက်ဆက်ဝင်ရောက်ပြောဆိုဝင်ရောက်ဒါတော့ဘာမှမရှိဘူးခင်ဗျစေအုပ်စုပေါ့နော်ကြီးစိုးတဲ့ဆိုရဆက်ပေါ့ကျွန်တော်ကြည့်မာစတာလာနဝတာနာအဖဘုသောစေကောင်ရှင်လက်ထက်ပေါ့နော်ဒီလူမှုရေးဆိုင်ရာတရားအကျက်တဲ့တွေကိုသူတို့ကဒီဖြည့်ရှင်းပေးတာချက်ပေါ့နော်ဒီထက်ဆိုးဝါးလာအောင်ဆောင်ကျင်းပြီးတော့လောက်ဆောင်လည်းပဲကျွန်တော်တို့မြင်ရတယ်ပေါ့နော်ပြီးတော့ကအခုကျွန်တော်တို့ပြင်ကျင်စေကောင်ရှင်ပေါ့နော်ဒီသူတို့ကကျွန်တော်တို့ဒီမြန်မာနိုင်ငံအနှံ့ပေါ့ဒီအေးတော်ပြီးရှုံးမယ်လူထုတွေကိုပုံကျင်းမယ်ပြီးတော့ဒီဆုလိုက်ပြုံလိုက်တက်မယ်ပြီးတော့လူငယ်တွေကိုအတင်းချက်ပေါ့နော်တစ်သက်သက်တွတ်လွှဲမယ်ဒီလိုပေါ့နော်ဒီမတရားမှုတွေထိထိုက်မှုတွေဒီလုပ်နေတဲ့ဒီစစ်ကော်မရှင်ပေါ့နော်သူတို့ကကျွန်တော်တို့ပေါ့နော်တရားမျှတမှုပဲပေါ့နော်တောင်းရေးပေးဖို့တင်းစားမလားပေါ့လေသူ
တော့ကျွန်တော်ကဒီမိဘကိုကျွန်တော်ကဒီတူတူပေါ့နော်ဒီပြောချင်တာကဒီလိုတော့နေစိကောင်ဒီပေါ့နော်ဒီကောင်စစ်ကောင်ရှင်ကဒီပြန်ပြရမှုလို့ဆောင်စည်းပေးနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ဒီစစ်အာဏာရှင်တက်ကိုချေဖို့တော့ပေါ့နော်ဒီသူတို့တောက်နေတဲ့ဒီလုပ်ငန်းစဉ်တွေထူပဲဖြစ်တယ်လို့ကျွန်တော်လိုပဲပြောချင်ပါတယ်ကျမတို့ပြဋ္ဌာန်းဟန်ထားတဲ့ဥပဒေများလဲပြည်သူများကိုပညာပေးအေးရန်ပြည်သူများပါဝင်မှုကိုလဲအလေးထားပညာပေးသွားရင်ကျမတို့ကလည်းဒီလက်ကမ်းစာဆောင်များပြည်သူစစ်တမ်းများစတဲ့ဆောင်ရွက်မှုတွေပြည်သူပညာပေးမှုပြည်သူပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အရာများလဲပါတာဖြစ်တာပေါ့နော်အဲ့ဒီအသေးကြောင့်မို့လို့ဒီတားစီအပြစ်ပေးအရေးယူတာပါဝင်ပြည်သူများရဲ့ဘူပေါင်းဆောင်ရွက်မှုနဲ့တကွာပေါ့နော်ကျမတို့နဲ့သူလှုပ်ဆောင်မှာသွားမယ်ဆိုလို့ရှိရင်တော့ဒီအဖွဲ့အစည်းတစ်ခုမှားနေတာကိုကျမတို့အတိုင်းအတာတစ်ခုအထိအကောင်းဆုံးသွားနိုင်မယ်လို့ကျမတို့မျှော်လင့်ပါတယ်နေကုံချုပ်အနေနဲ့မွန်ညညွတ်ရေးပါတီဟာအာဏာသိမ်းစစ်အုပ်စုရဲ့2025ရွေးကောက်ပွဲကိုနိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်ရှုမြင်ထားပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းအတွင်းအနေပါဝင်ရှင်ပြိုင်ဖို့ဆုံးဖြတ်ထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပါတီရဲ့မူဝါဒသဘောထားထုတ်ပြန်ချက်တွေမှာမွန်ဘာသာဗမာဘာသာ2မျိုးနဲ့ထုတ်ပြန်ရမှာတော့မွန်မှာ1မျိုးဗမာမှာ1မျိုးမူဝါဒကွာဟချက်တွေရှိနေတာတို့ဟာပါတီရဲ့ရည်တည်ချက်ပေါ်မေးခွန်းထုတ်စရာတွေဖြစ်လာစေပါတယ်။အခုတုံသက်ချက်စာရန်ကိုရမြအင်စီဂျူမှာနိုင်ငံရေးသူတည်တည်များရေးသားထားပြီးအင်မနာကရုပ်သံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။